Kaya kalau minggu lama, channel oleh mana jenis jadi ni ada video file itu. Channel macam apa je lah, sinara. Macam ni je, channel kami macam lo macam. Di video file di kisah tu ni jadi. Ada. Khi như có tư liệu thế cho nên mình lấy kỳ mà biết được biết được nào, nó sẽ ngáo biết được nào này. Khi như siêu di cho bộ chỗ này làm nhà này, biết biết cái biết được nào. Thì này đi trên thì mà bị xong thì, aku được gặp nhau lại vì gì nữa, chỉ cho gì nữa biết này. Ở đây chuyện này bắt đầu vì, cho nó miền chuyện này này. Hoặc là sẽ còn gì, sẽ lobby gì. Bây giờ số mấy thôi rồi số mấy luôn là số mấy thôi là tụi biểu này ra à là ấy đó mà cho nó cái gì đó mà là cái gì tiết ra bảo để cha là biểu ra là cho nó对的家里啊好了 NC 刚上来的出来表达对你不就那的面个到了避免受下听非常的好了အထင်သေးတဲ့စကားနဲ့မျိုးမျိုးပြောတာမျိုးမျိုးအပေကဘဝနဲ့တို့ထားရတို့ဘိုးကျိုးနဲ့တည်းမြောက်ပြောသည်မကသူကမရှိတဲ့သူရဲ့ဖေတော်မှာသူရဲ့အဖေဖြစ်တဲ့ဘိုးကျိုးနဲ့ဘိုးဖူးဘိုးမြတ်တော်မှာသူတို့ကဘိုးကျိုးဘိုးမြတ်တော်မှာသူတို့ကပြောသေးတယ်ဟုတ်လားဘာလဲဟိုစစ်လော်ဘီတယောက်ပြောတာဘိုးကျိုးနဲ့တည်းမြောက်ဘာလဲအင်္ဂလိပ်ရဲ့ပကဆေးလာပါလားသူပြောတာဟုတ်လားဒါပေမဲ့အဲ့ဒီပြောတဲ့လူကတော့သူကမြောက်လဲထမင်းအခါထမင်းအခါရှော့ပေးတာလားမသိဘူးကျွန်တော်ကြည့်ရတဲ့ဘောကခင်ဗျားတို့ပါပြီးတော့တက်တော့လူတွေမကောင်းကြောင်းခင်ဗျားတို့ပြောဘာလို့ပိုစောနတမြပူနတမြခင်ဗျားတို့ဟုတ်လားအပြည့်မြင်နေရတာလဲမကောင်းတာပြောနေရတာလေခင်ဗျားတို့ဒီဖက်သားလူမကောင်းဘူးလို့ခင်ဗျားတို့ပြောတယ်အပြစ်မြင်တယ်လို့ခင်ဗျားတို့အပြစ်ကင်းရလားခင်ဗျားတို့ကိုပြန်စဉ်းစားကြည့်ပြန်စမ်းစစ်ကြဇော်မဲလုံးတို့ဟုတ်လားဘဒိုတောင်းနေတို့ဟုတ်လားတချို့ကင်ကြီးလော်ဘီလည်းရှိသေးတယ်ဟုတ်လား NC ပဲပါတယ်လော်ဘီတယောက်တလေပဲအဲ့ဒါတော့ဟုတ်လားစစ်ကောင်စီပဲပါတယ်လော်ဘီအများကြီးပဲခင်ဗျားတို့ပြန်စဉ်းစားကြည့်တစ်ဖက်သားလူကိုခင်ဗျားတို့မကောင်းတာမြင်မယ်မကောင်းတာအထင်သေးတဲ့စကားခင်ဗျားတို့ပြောမယ်ဆိုရင်ခင်ဗျားတို့ပြန်စဉ်းစားကြည့်ပြန်စားသိကြည့်ခင်ဗျားတို့ကအပြစ်ကင်းတဲ့သူဖြစ်ရလားအပြစ်များကင်းလို့စီရလားခင်ဗျားလှုပ်ဆောင်တဲ့အရာတွေကအပြစ်များကင်းလို့စီလားဆိုတော့ကိုပြစ်ကိုပြန်စမ်းစစ်ကြည့်ပါကျွန်တော်ပြောချင်တာကသူများပြစ်ချိကိုမမြင်နဲ့ကိုမျက်ချိကိုပြန်မြင်ကြည့်ဟာစော်မဲလုံးခမည်းကတည်တော်လိမ့်လေစော်မဲလုံးခမည်းကိုခမည်းစကားပြောတာနော်ပြန်စမ်းစစ်ကြည့်လေခမည်းတို့ဘိုလ်ချုပ်နန္ဒာမြတ်ကိုခမည်းတို့အပြစ်ရှိတယ်လို့ခမည်းတို့ပြောရအောင်ဘိုလ်ချုပ်နန္ဒာမြတ်ပါရီခမည်းတို့မကောင်းတာတော့လုံးမိလားပြောစမ်းဟုတ်လားကျွန်တော်ဒီနေ့ရှင်းရှင်းလေးပဲပြောမယ်ကျွန်တော်ပြည်သူတယောက်အနေနဲ့ကရင်လူငယ်တယောက်အနေနဲ့ကျွန်တော်ဝေဘာသုံးသပ်မှုကျွန်တော်မြင်ခဲ့တာလည်းအမြင်တွေးမြင်ကြာလာပြီကျွန်တော်ပြောဖို့ကျွန်တော်မပြောဘဲနဲ့ကျွန်တော်ကောင်းလူတွေလည်းပြောတာအများကြီးပဲဒါပေမဲ့ဒီနေ့ဒီချိန်ကျွန်တော်ဗီဒီယိုဖိုင်မှာကျွန်တော်တွေ့နေရတာကျွန်တော်စိတ်အရမ်းမနေဘူးကျွန်တော်မျိုးသိမ့်မရတာလို့ကျွန်တော်ကိုရင်ဖွေရချင်းပဲဖြစ်တယ်ခင်ဗျားတို့လူ25ယောက်လေးကေမာလူ25ယောက်ပြဿနာနဲ့ခင်ဗျားတို့ဘိုးကျုံးတော်တမ်းပြခင်ဗျားတို့မကောင်းကြောင်းနဲ့မျိုးရှာတယ်ခင်ဗျားတို့ရှုပ်ချတယ်ခင်ဗျားတို့မကောင်းတာတွေခင်ဗျားတို့ပြောတယ်ခင်ဗျားတို့ကြံစီတယ်မကောင်းတာတွေဟုတ်လားအလုံးဆောင်ရာလူကနေပြီးတော့ခင်ဗျားတို့ထုတ်ပယ်တယ်ခင်ဗျားတို့ NC ကောင်းတာလုပ်နေတဲ့လူစစ်ကောင်စီတဲ့လူတွေကခင်ဗျားတို့ဟုတ်လားပလင်းတူဘူးစွတ်တယ်ခင်ဗျားတို့တွေဘလို့တောနေတို့ဟုတ်လားမင်းအောင်လည်းတို့စော်မဲလို့လည်းပလင်းတူဘူးဆိုတွေဘူးခွဲတူဝေးတို့ရောဂျက်ခင်တို့ဖူးမှုတို့ခင်ဗျားတို့နာမည်တယောက်ချင်းမခေါ်လို့မဖြစ်ခင်ဗျားတို့နာမည်ခေါ်ရပဲခင်ဗျားတို့ဘိုးကျုံးနာတမြပြဿနာခင်ဗျားတို့ဘိုးကျုံးနာတမှာအပြည့်မြင်ရအောင်ခင်ဗျားတို့ပြန်မြင်ကြည့်ခ
ခင်ဗျားတို့အပြစ်လုပ်ကင်းစေရလားဘတို့တောနေတို့ကွယ်ထူးဝင်းတို့အခုလက်ရှိအချင်းနေခင်ဗျားတို့ကြည့်ဟောပြီးခဲ့တဲ့2015ရဲ့အနောက်ပိုင်းကိုကျွန်တော်မပြောဘူးကျွန်တော်ဒီ2015စပြီးတော့ဒီ2020ဂျားမှာဖြစ်တဲ့ပဋိပက္ခပြဿနာပဲကျွန်တော်အချမ်းလေးပဲကျွန်တော်ပြောပြမယ်ပြည်သူတယောက်အနေနဲ့ဟုတ်လားကျွန်တော်နိုင်ငံရေးသမားလုပ်တဲ့လူတယောက်လည်းမဟုတ်ဘူးတည်င်းသမားလုပ်တဲ့လူတယောက်မဟုတ်ကျွန်တော်ပြည်သူသမားလယ်သမားစစ်ကျွန်တော်တို့လှုပ်ရှားတယ်လယ်လုပ်သားတဲ့လူအေးဆေးပဲကျွန်တော်တို့မခံစားနိုင်တော့လို့ခုပြောရချင်းပဲဖြစ်တယ်မြန်မာပြည်မှာအခုကြည့်2015နဲ့စပြီးတော့2020နှစ်အထိမှာဟာလာခမရတို့ပထွေးစစ်ကောင်စီမင်းအွန်လိုင်းကဘယ်လိုလူတွေတတယ်လူတွေဒုက္ခရောက်အိမ်ဝင်မီးရှို့မတင်းကျစ်ဟာလာပစာရကထဲတဲ့ဥပဒေဟုတ်လားဥပဒေရဆုံးဖြတ်အမျိုးမျိုးနဲ့ပြည်သူတွေကိုဟိုနေ့ညင်ပန်းနှိမ့်ဆက်ပြည်သူတွေတစားကကိုက်လူတွေတဟာလာပင်ကလေးပြဿနာခမကြည့်ပင်ကလေးတတာဘယ်လိုလဲခင်ဗျာလူများလားမများလားကမဲ့ခုံနဲ့တူးပြီးတော့မြုပ်နေရတာအပုံလွဲကြီးပဲဟုတ်လားဒါတွေကမျက်မြင်သက်တည်ထောက်ထားလဲထောက်ထားခံခဲ့လို့အများကြီးရှိတယ်ဟုတ်လားပြီးခဲ့တဲ့2060ခုတော့ကျွန်တော်တို့အမျိုးဖြစ်တဲ့ကချင်ပြည်နယ်မှာကျွန်တော်တို့အမျိုးကချင်လူမနှစ်ယောက်ဟုတ်လားခရစ်ယာန်မနှစ်ယောက်ဆရာမနှစ်ယောက်မတင်းကျေပြီးတော့တတ်တယ်အဲ့ဒီအမှုတွေပြန်มาလဲဒီနေ့ဒီချိန်တွေပျောက်နေပြီဟုတ်လားကရင်ပြည်နယ်မှာရွာမီးရှို့ဟုတ်လားကျွန်တော်တခြားအရာကျွန်တော်မပြောဘူးဟုတ်လားတင်းတင်းမြင့်မြင့်ຢာတွေကျွန်တော်ပြောပြမယ်ကရင်တော်မူတော်အိမ်မှာအေးဆေးနေတာဟုတ်လားစစ်ကောင်စီနှစ်ကောင်ကနေလာပြီးတော့ဝင်ပြီးတော့ပြစ်တတ်သွားတယ်ဟုတ်လားငကတွေယူဖြုတ်ယူသွားတယ်လက်စိုးတွေယူသွားတယ်ဆွဲကြိုးတွေယူသွားတယ်အဲ့ဒီအရာတွေနဲ့ပတ်သက်ပြီး NC ခေါင်းဆောင်တွေစကားပဲနှလုံးထွက်လဲမမြင်ဘူးလားမျက်စိမရှိဘူးလားနားမကြားဘူးလားကျွန်တော်ပြောနေတယ်ခင်ဗျားတို့ဟုတ်လားကရင်ပြည်သူကရင်လူဥယျာဉ်ပေါင်းသားပေါင်းများစွာနဲ့ကိုစားခံပြီးတော့ဥက္ကဋ္ဌတယောက်ခေါင်းဆောင်တယောက်ခံယူပြီးတော့ခင်ဗျားပြည်အမြင်ဝင်းနဲ့ခင်ဗျားမျက်မြင်ပဲဒီပြဿနာတွေခင်ဗျားမဖြစ်ရှင်းပေးဘူးလားဒီလူတွေကဒီလိုသိရတာဟုတ်လားအဲ့ဒီအမှုနဲ့ပတ်သက်ပြီးဒီလိုပဲပြီးဆုံးသွားတာလားခင်ဗျားတို့ဘာမှမပြောဘူးခင်ဗျားပါးစပ်တွေကကျွန်တော်ပြောနေတာကအဲ့ဒါကိုစစ်ကောင်စီဒါတော့ရက်စက်ရုံမာတာတော့လူသမတင်းကျိတ်ဟုတ်လားလူရဲ့ပစ္စည်းကိုမလိုလူလည်းခင်ဗျားယူခိုးအင်းရွာဝင်မီးရှို့ဟုတ်လားကလေးတွေလည်းတမိန်းကလေးတွေလည်းစော့ကားမတင်းကျိတ်ဒါတော့ပြစ်မှုချင်းလို့စိုက်ဝင်နေတာလူမျိုးတုံးတပ်ပြ ICJ ကနေပြီးတော့ကဘာရက်ခုံရုံးမှာစစ်ဆုံနေတာအရေးယူကိုစစ်ဆုံနေတာဒါပေမဲ့ဟာလာ NLD ပါတီဆိုရ NLD ဆိုရအတန်တွေကဟာလာအဖေါ်တော်အောင်စားစုကြည်ကနေပြီးတော့အဖေတပ်မတော်ဆိုပြီးတော့ဖေရဲ့တပ်မတော်ဆိုပြီးတော့တွားပြီးတော့ကာကွယ်တယ်ဟာလာတွားပြီးတော့ဖြည့်ရှင်းတယ်အဲ့ဒီပြဿနာတွေတကယ်တော့စစ်တပ်ဆိုတာဟာလာဒီတောင်းရသူစစ်တပ်ဆိုတာအဲ့ဒီမှာစကားဇလန်သိရမယ်ဒါပေမဲ့မတွားပဲနဲ့ဟာလာအဖေါ်တော်စားစုကြည်ကတွားပြီးနေတယ်ဟာလာတွားဖြည့်ရှင်းပြီးတဲ့ပြဿနာဒါပေမဲ့ပေါ့စားစုကြည်ကဘာနိုင်ငံရကအနည်းခါရတဲ့ချင်းမအနည်းခါရတဲ့ဟာလာမေနော်စုဟိုတဲ့ဒီမေနော်စုတွေတော့မှပြန်ပြီးတော့ဒီများကျုပ်သိမ်းခိုင်းလိုက်တယ်ဒါပေမဲ့ပေါ့တော်စားစုကြည်ရေးမဆိုင်ဘူးဟာသူရဲ့ပေပေတီတော့တတ်မတော်ဟာသူအမြဲတမ်းသူကကြက်တီးပြီးတော့သူကကာကွယ်ပေးနေတယ်သူ့မှာအရာပြုဆိုတာအာနာအရာပြုဆိုတာသူ့မှာမလိုအပ်ဘူးကိုယ်ဆိုတာသူ့မှာမလိုအပ်ဘူးသူရဲ့တမတော်ကဟိုဒီအေးစေးသွားပြီဆိုဟိုနေပြီးဟာလာဒါကြောင့်တမတော်ရဲ့အနောက်ွယ်ရမှာအဲ့လိုကာကွယ်မှုအများကြီးရှိတဲ့အတွက်ကြောင့်ဒါကြောင့်တမတော်ဒီနေ့ဒီချိန်လေးကြိုးထောင်နေတယ်ဟုတ်လားဒီတောင်းကြားသူတွေကကြိုးထောင်အဲ့ဒါမျိုးကျွန်တော်တို့တိုင်းရင်းသားတွေလက်သက်ကင်သမားတွေကျွန်တော်တို့ဟာလာ KNU ဘာလဲဟိုနေ့လက်နဲ့ကန်သမားတွေသူတို့ကော်တူးလေးတွေသူတို့နဲ့ငပွေးတောင်းကြသူတို့သူတို့ပြောနေတကယ်တော့စစ်မှန်တာတောင်းကြသူကသူတို့တွေပဲဒီအဖဖဆာဗလာစစ်ကောင်စီတွေဟောတာကြောက်ဝတ်တာရောနဝကတော့အပါတီတစ်ခုပြောင်းလာဒါပေမဲ့ဒီပေါ်ရဒီပိုင်းသူတို့ရဲ့သုံးတဲ့စနစ်
အဲ့ဒါကိုအဖွားတော်စာသွေးကြီးကောင်းကောင်းမှုဒါတော့ချီမားတဲ့ပြဿနာတော့မှဖွားတော်စာသွေးကြီးဘာဖြစ်ရှင်းပြနိုင်တယ်အခုကျွန်တော်တို့ KNU ခေါ်ပေါ်သူလေးနေမည်မှာထိချိုးတဲ့နေမည်မှာဘာမဟုတ်တဲ့ပြဿနာလေးနဲ့ဟုတ်လားလူ25ယောက်ပြဿနာလေးနဲ့အဖူးမှုသူတို့မရှင်းလင်းနိုင်ဘူးဒါရဲ့အိမ်မတာကွာချမှုအများကြီးရှိတယ်ပါရီကွာချတာတော့ယာဒူးလားဟုတ်လားစီးစဉ်ဥစ္စာလားကုမ္ပဏီလားကက်စီကောယုံလားဆိုတာဒါတွေကပြည်သူတွေဟုတ်လားတိပိတာဖြစ်မှာပါဟုတ်လားပလင်းသူဘူးစုတ်တွေဟုတ်လားဒီပြဿနာတွေနောက်ပြီးကျွန်တော်တခုပြောချင်တာပါလဲရှင်မောင်တို့ဟုတ်လားရောဂျာတို့ထုတ်တဲ့စာတွေဦးရောဂျာတို့ထုတ်တဲ့စာကွယ်ထူးဝင်းတို့ဗိုလ်ချုပ်နိုင်တများကစီမီစီကမလိုက်နိုင်ဘူး KNU စီမီစီကမလိုက်နိုင်ဘူးသူလှုပ်ချင်တယ်သူလှုပ်သူသဘောနဲ့ပဲသူလှုပ်တယ်အဲ့လိုပြောရဆိုရင်ကျွန်တော်တစ်ချက်ပြန်ထောက်မယ်ဖူရောဂျာပဲဖြစ်စေဖူကွယ်ထူးဝင်းဖြစ်စေဘုံမှုထူးဝင်းဖြစ်စေခင်ဗျားတို့ဗိုလ်ချုပ်နိုင်တများကိုခင်ဗျားတို့အဲ့လိုခင်ဗျားတို့ဆွဆွဲချက်နဲ့ခင်ဗျားတက်တဲ့ခံလို့မထားဘူးခင်ဗျားတို့ဆွဆွဲချက်နဲ့ဆွဆွဲမယ်ခင်ဗျားတို့ကျွန်တော်တို့ပြည်ကရင်ပြည်သူတယောက်နေအနေနဲ့ခင်ဗျားတို့ပြန်ပြီးတော့မိကိုထုတ်เสียရှိတယ်ဟုတ်လားခင်ဗျားတို့လှုပ်ဆောင်တဲ့လုပ်တွေကခင်ဗျားတို့ကရင်တစ်မျိုးသားလုံးအတွက်ကိုခံယူပြီးတော့ခေါင်းဆောင်တယောက်နေခံယူပြီးတော့ကရင်လူမျိုးတစ်မျိုးလုံးရဲ့အတွက်ကိုခင်ဗျားတို့ပါရီလုပ်ပေးနေတယ်ပါရီတာဝန်ကြီးခဲ့တယ်ခင်ဗျားတို့ခင်ဗျားတို့ပြန်စတယ်အဲ့မှာကျွန်တော်တို့ခင်ဗျားတို့မေးစရာစကားတွေကပေါ်လာမယ်နောက်ပြီးဒီလူ25ယောက်ကိုတတ်တဲ့နေရာမှာဟုတ်လားဗိုလ်ချုပ်နေတဲ့များတတ်တာမဟုတ်ဒါအမှန်တရားကစီချင်းခံရတာအမှန်တရားကတို့စီချင်းပြတာဟုတ်လားဗိုလ်ချုပ်နေတဲ့များဒီလူ25ယောက်ဆိုတာတာမန်တဲ့လူမဟုတ်ဘူးဟုတ်လားတကယ်တော့တိုက်ပွဲမှာမဟုတ်လူဒီလူဟာဟိုစစ်ကောင်စီအာဏာသိမ်းပြီးတဲ့တော့သိမ်းပြီးတဲ့ကာလမှာမြို့မှာဆန္ဒပွဲတွေတုံးစူပူနေတဲ့အချိန်မှာစစ်ကောင်စီကအဲ့ဒီလူတွေ25ယောက်ကတာမန်လူမဟုတ်ဘူးဟုတ်လားကင်းထိချုံနေမြေမှာသူတို့ကသေချာသူကစနစ်တကျတဲ့သူတို့အကွက်ရှင်ပြီးတော့လမ်းဖောက်လုပ်မှုဆိုပြီးတော့သူတို့အကြောင်းပြပြီးတော့လမ်းဖောက်တယ်သူကတစ်ချက်ခုတ်3လိမ့်ချက်ပြအဲ့လိုမျိုးစစ်ကောင်စီရဲ့ကြံစီကြဟုတ်လားရုပ်တိရှိအောင်ဆိုပြီးတော့တာမယားတွေကလေးတွေလွတ်ပြည်သူတယောက်အနေနဲ့ဟုတ်လေဟုတ်အဲ့တော့ကျွန်တော်မြို့မင်းကိုတွေအများကြီးထုတ်ပြရရှိတယ်ဒီစစ်နယ်မြေမှာပါလို့ကာလလာဖောက်တယ်အဲ့ကာလဖောက်တာဘယ်သူကခိုင်းလဲကာလဖောက်တယ်ဆိုတာဘယ်သူကခိုင်းလဲကဲအဲ့ဒီအချိန်မှာအစိုးရ NLD ဆိုတာမရှိဘူးသူတို့အာဏာသိမ်းလိုက်ပြီဟုတ်လားဒါစစ်အာဏာတွေစစ်ကောင်းဆောင်တွေနဲ့ NC ထိုးတဲ့ကောင်းဆောင်တွေနဲ့ဟုတ်လားပလင်းတူဘူးဆိုဒီလူတွေရဲ့ကြာစီမှုလှုပ်ဆောင်မှုမဟုတ်ဘူးနဲ့မဟုတ်ဘူးဆိုလို့ရှိရင်ဒီလိုဖြစ်လာတဲ့အကြောင်းမရှိဘူးကဲစစ်ကောင်စီကတော့ဝင်လာပြီးဒီကဲဝင်လာပြီးတော့ဒီကာလဖောက်မှုတွေပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်သူလှုပ်ဆောင်မှုပုံမှာ NC ကောင်းဆောင်တွေကခွင့်မပြုဘူးဆိုလို့ရှိရင်ဖြစ်နိုင်မလားကဲအဲ့ဒါတွေကအဲ့ဒီခွင့်ပြုတယ်ဆိုတာလည်းကဲတပ်ဖို့တပ်ဘူးတွေလည်းဘယ်သူမှမသိဘူးသူ့သဘောနဲ့သူလို့သူတို့မှသူတို့စီစဉ်ပဲသူတို့ချင်းချင်းတယ်အဲ့ဒါမင်းကိုတွေအများကြီးထုတ်ကြရှိတယ်ဟုတ်လားပြီးတော့ဒီလူ25ယောက်မှာလူ49ယောက်ဖမ်းမိတယ်အဲ့49ယောက်ထဲမှာ2ယောက်ကထွက်ပြေးလွတ်သွားတယ်ဟုတ်လားဟုတ်လား45ယောက်ကျန်တယ်ဒါပြန်ဟိုအယောက်20ခလေးမိန်းပါတွေကောင်းကောင်းမှုကျွေးဝပြီးတော့ပြန်လွတ်ပေးလိုက်တယ်ဒါပြန်ဒီ25ယောက်ကိုယောက်ျား25ယောက်သူတို့စစ်ဆေးမိများတဲ့အခါမှာသူတို့လာရကားတော့မိထီလာပဲမှလာတယ်တာမန်လူတွေမဟုတ်စစ်ဆေးတဲ့နေရာမှာလည်းအထောက်ထားတွေနဲ့ပြည့်ပြည့်စုံစုံပါတယ်ဟုတ်လား drone လွတ်တဲ့လက်မှုတွေလည်းပါတယ်ဟုတ်လားဒီကော်တူလေးထိထုတ်တဲ့နေမြေမှာဟုတ်လားနေမြေဒေသရဲ့အခြေလက်ကိုသူတို့ထောက်လာပြီးတော့အချက်လက်တွေသူတို့ကအရှိတောင်တာသူတို့ကဝင်နေအရှိလူကြီးတွေသူတို့ကပို့ပေးတယ်အဲ့ဒီအချိန်မှာသူတို့ကောင်းကောင်းမှုစစ်ဆေးတဲ့အချိန်မှာစစ်နေတော့မရှိတဲ့ဟိုမှာလေရင်နဲ့ပြည့်တယ်လက်နက်ကြီးတွေနဲ့ပြည့်ပါညာဆိုတော့သူတို့ကဝင်နေတာအဲ့မှာဟ
hala sit ta de yaw ni ne ala taw shi de ta tok ya da be da bo jo na da mi a pi lo wa mi shi kham ya de ja ji bo jo na da ba sit ta de yaw hala sit ta de yaw sit ne mi ma jan tu shin le de so da ta ba wa be no bo jo na da ba taw bi ne pi do ma pi tu ri ma ta wu ya gong ma pi tu ri ma ta lan Mandalay ma pi tu ri ma ta wuအဲ့ဒါခမရတို့တဲတဲကွယ်ကွယ်ရှင်းရှင်းလေးသိစေချင်တယ်နားလည်စေချင်တယ်ပြည်သူပြည်သားတွေခမရတို့ကြုတ်ပြောတဲ့စကားခမရတို့လက်ခံနေကျင်ပရစ်တူလို့ဆိုခမရတို့များများရှင်းများများလိုက်ပေးပါဟုတ်လားဒီကောင်းတော်တွေကခမရတို့ပုတ်ပွေလေးများသိစေချင်တယ်ခမရကကိုကပါလေကိုလှုပ်တဲ့အပြစ်တွေများအပြစ်ပြဖြစ်တယ်ကိုမြက်ချီကိုမြင်မြင်များမြက်ချီမြင်ဘိုးကျုံးတဲ့တန်းများခမရတို့အပြစ်မြင်ခမရတို့ဟိုနေ့ကကလန်ထုတ်ပြီးတော့ဟုတ်လားဇော်မဲလို့ခမရတိတိကျကျစဉ်းစားကြည့်ခမရပြန်ကြရေးတယောက်ရာပုံရှိတယ်ဟုတ်လားရာတူးရှိတယ်ခမရရဲ့တွေးခေါ်ယူဆတဲ့ဒါတော့ညက်ပြင်းနေရလားစစ်နေပြီမှာရာတူတယောက်ရှင်းနေတယ်ဆိုတာဒါစစ်သားတွေရဲ့တဘာဝပဲဟုတ်လားဘိုးကျုံတဲ့တည်းများရဲဘော်စစ်သားတွေကသွားပြီးတော့နေပြီးတော့မပြစ်ဘူးဟုတ်လားလူသွားလူလာတဲ့လမ်းပေါ်မှာလည်းမပြစ်ဘူးမဟုတ်လို့စီးနဲ့ကားနဲ့ဆက်တဲ့မူနဲ့လှုပ်ဆောင်နေတာခမရတို့လိုပါရွာမှာဝင်ဟုတ်လားရွာမှာဝင်ရွာမီးရှို့လူများပစ္စည်းတောင်းမရလူများဟိုနေလူတွေတက်ခမရတို့ပြန်စဉ်းစားကြည့်ဒါတွေကတကယ်အဖြစ်မှန်လေကျုပ်ဝေဖန်သုံးသတာတဲ့ပြောမယ်ဆိုရင်အမှန်တရားပြောတယ်လို့ဆိုပြောမယ်ဆိုရင်ပိုပြီးတော့မှန်ပါလိမ့်မယ်ဟုတ်လားအဲ့ဒါကိုခမရတို့ဗျာဘိုးကျွန်းတန်များအပြည့်ရှိတယ်ဘိုးကျွန်းတန်များဘာလဲဟိုနေလူညုံတော့ပါဖြစ်ရခင်ဗျားတို့ပါစကရှာခင်ဗျားတို့ရှာကအယုံပါခင်ဗျားရှောက်ပြောနေတယ်ခင်ဗျားအဆက်ပြေဟိုနေပြီဟုတ်လားအမှန်တရားဆိုတာပေါ်တာပဲခင်ဗျားတို့ဘယ်လိုပဲလင်နေဘယ်လိုပဲဟိုနေခင်ဗျားတို့ဒီနေ့ဒီချိန်နောင်တတရားတွေမရသေးဘူးဟုတ်လားခင်ဗျားတို့လုပ်ခဲ့တဲ့အဖြစ်တရားခင်ဗျားဖြေလို့မရတဲ့အဖြစ်တွေအဲ့ဒါကျွန်တော်ပြောတယ်ဘယ်လိုတောင်းနေဟာလားဘယ်လိုတောင်းနေကျွန်တော်ပြောဘယ်လိုတောင်းကျွန်တော်ကြည့်လို့နေပြဖာဒီဘယ်လိုတောင်းနေနန္ဒမီဘွားဒီအဝိဒတာနာထိတာဆွေဝရင်းမီဘွားထိတာဆွေဝလာနာနတစီတာကတောင်းနေနကတောရတဲ့မက်တလီတီခင်းနေဆွနေလို့ဆွေလို့နေတယ်ဖဲပုကွေတနိခင်းနေတဲ့ဒီကနေလေနတ်တော်လက်ကောက်ဖလဲနဲ့စင်ခေါ်တဲ့ IQ နဲ့တဲ့တော်လက်စကလိုလဲဒူးနဲ့တိုင်လိုလဲစုကနေခိုးနတစီတာကတောနေကဲခုနာဖတ်လို့တကားနေနတစီတာကတောနေကွာတမီတမောလာတစ်ဆယ်နာဝါဘယ်လိုတောနေရတဲ့ကုရှိမောတရားနေပညာလာတာလီတာဘလူလာဟဲ့ပပတရနာကုရှိမောဖူရောဂျက်ခင်နတပိတာပတတာထူလလီကွယ်ထူဝဲစောဒါတူမူဖူမှုတူကုထူတူလေတူတာမူတူမတဆောလာတူတာတဲ့တူမတပေါ်လာတူတာမူတူမတပေါ်ရကီလာတူတာနေတူတာလေကလည်းတကယ်ကိုကတဲ့တူထန်နာဖူသေးတပါနာဝဖူသေးတပါရတဲ့ဒီတဲ့တော့တဲ့ပွားကညောတာကီတာကိုနေတာထောတာတာတမှုတဲ့တာနာဝတူကြီးတူကလုံးနေပဲမဲ့တဲ့နေတလျော်နာကွာတဲ့အားကြီးပါတာရတဲ့တော့တဲ့တော့ပါယူဥနေလာတယ်တူကိုနေတဲ့ညနေရက်တဲ့မာတမနေသူသားကွာအနီတဖာအနီမြာသူမှုသူပိုသူလီလောမြာဒူတာဟဲနေဒူတာနုလောခေါ်ကောညတိဘကမန်နေဘဘကလူပါညတိဘကောဘောသူမူတာသူထောဒါမြာဖို့ပတ်ထောဒါဘာခါဒူဒါနေသူကလပါဒီပါကမာသူကလထူလောဝါလောဝါလန်ကဲဒီကတဲ့တို့တမီဖူဖူကွယ်ထူဝေးမီပဒိုတော်နေမီသူကထူလောနေတာမြလဲအလောလဲကဲနေတာမြနေပိုဂျွန်နေတာမြနေအဝဲအဖိုးပကတဲ့ဒီမှာဘာအေတီဘကောဘောအေတော့လူတော့ထဲနာဟိုခွီစီခွီမလာရကမလာနာကွာဘွာကတကရနေဘွာအေဟိုခွီစီခွီကနာကွာဒီကတဲ့သူနော်တဲ့သူကလည်းတန်းကြတဲ့ကအပါနီမီမတလဲဟိုတဲ့သူလည်းအပါနီမတလဲကေကွာလဲတန်းနေအခေါ်တိခေါ်ဘူးအပါနီမီကောကိုလဲကောကိုဖူးဖို့မြမြေကွာလဲပဲပါပလေးစားတကနာမြဖူးကောကိုပါဦးကြီးတို့နောက်ပိုင်းနဲ့ဖူးဘုံမြနေကရကရောတဲ့ကွာညတာလောမှုလောဖာနာကွာကရကရောတဲ့တဲ့တာ
tu te thi bu nya ta pi ta ma le a we pa wa tu te thi ta we ta wa tu thi la so la tu be de ni na wa tu te du te the bo ni tu la pho ku tu la pe yo wa me te tu kho de ni ba ke ni ke tu la tu ko tu ko ne da nya tu ko ne da nya ke a do te mi ko le ta le mia pwa ki man na ta ba sa ni de pa ni wa ke tu sa hi lo da le si tu le sa ko to ma ni le tu lo wa mo ta bo ta vi ta ko bo te sa ne te phi shin te te be ne ne ko le tu lo wa mo ke pwa tu tu bo la ka ko ba ka to wa tu bo da a tu ko ba do ta ko ba do the le tu do ta ke ti bo ko le so the le de ni a ta ko ba do di le ke pwa ti ta pa le tu ba do ta ba do ne ta ka po thwe ta kha su nya ni le pa nya kla ni ke le ta di le tu te so mo no te se tu do ta tu ke le khu na ni tu ke khu na ni ti bo ko bo ma ta ma to tu khu the la tu ta tu no ka sa ba lui ni dam lo tu khu ta ta no lo na tu ro si no le lo si pe lo si no bu tho bo lo na wa tu sa wa li tu te tu bu te pha yi ji na wa tu le ma ta mu ta ko ne ne tu ne si ne wa a yo da lo na wa ye ke te lu che la pwa he kha si tu pa ku lu wa nya pwa he ma so tu o lo tu tha ko no tu lo tu ta wa ne tu to da ne tu to cha le KNU mi lo na KNU ta tu ta to ne te mi di ba KNU နာမည်တလို့ခင်ဗျားတို့ NSC ကောင်းတော်တွေအသုံးချပြီးတော့ခင်ဗျားတို့နိုင်ငံရေးလှုပ်ရှားနေတယ်ခင်ဗျားတို့တွေတစ်ဖွဲ့တစ်စုတည်းနဲ့ဟုတ်လား KNU စီမီစီကဥပဒေရဲ့ဟုတ်လားခင်းနာတာအရန်ကောင်းတယ်ဒီလိုမဟုတ်ဘူး KNU ရဲ့စီမီစီကဥပဒေဟာကဲရန်သူတွေကိုနေမြေထဲမှာကိုပြည်သူတွေလာတက်လာမတင်းလို့ရှိဘာမှမပြောနဲ့ဟုတ်လားရွာဝင်လာတော့မီးရှို့လို့ရှိဘာမှမပြောနဲ့အကယ်၍ကိုစစ်သူတွေကကိုကော်တူးလေးစစ်သူတွေကရန်သူတွေတွားပြလို့ရှိတနရလာလို့ရှိပြန်ယူတော့ရန်သူတွေပြန်ပုတ်ပေးအဲ့ဒီလိုပုံစံမျိုးလားကော်တူးနေ KNU စီမီစီကအဲ့ဒီလိုလားကျွန်တော်မေးကြည့်ရင်ခင်ဗျားတို့က KNU နာမည်ကိုသုံးချပြီးတော့ခင်ဗျားတို့နိုင်ငံရေးလှုပ်ရှားနေတာကျွန်တော်ရှင်းရှင်းပြောချင်တယ်ခင်ဗျားတို့ခင်ဗျားတို့ကစီးဖောက်တာဗိုလ်ချုပ်နဲ့လည်းကစီးဖောက်တာမဟုတ်အဲ့ဒါဗိုလ်ချုပ်နဲ့လည်းများကြီးတာအချင်းနေမလှလို့လှုပ်တယ်လို့မဖြစ်လို့ဖြစ်တယ်လို့လှုပ်လိုက်ရတာကော်တူးလေးကိုအမျိုးတီဆောင်လိုက်ရတာကော်တူးလေးအာမီဆိုတာလေကျွန်တော်တို့ကရေလူမျိုးတွေအတိုင်းရင်ထဲမှာရှိနေတဲ့ကော်တူးလေးနိုင်ငံဟိုးငငယ်လေးတဲ့ကျွန်တော်တို့မမွေးကကျွန်တော်ပို့ဖွားဖြစ်တဲ့ကော်တူးလေးပဲရှိတယ်ဒါအသိမဟုတ်ဘူးဒါအဟောင်းနေခင်ဗျားတို့ကိုနိုင်ငံ KNU ဆိုတာခင်ဗျားတို့နိုင်ငံကြီးသွားလို့မရတော့ဘူး KNU နဲ့နာမည်နဲ့သွားလို့မရတော့ KNU နာမည်နဲ့သွားမယ်ဆိုရင်80ကီလူမျိုးတွေကွဲတဲ့ကွဲပြဲတဲ့ကွဲပဲဖြစ်ရနိုင်ငံကြီးဘာဖြစ်လို့လဲဆိုတော့ခင်ဗျားတို့ကျွန်တော်ဥပမာတစ်ခုပြောပြမယ်ဘာဖြစ်လို့ KNU ကနာမည်နဲ့နိုင်ငံကြီးသွားလို့မရဘူးဆိုတော့ KNU ကတစ်ပင်တစ်ပင်လို့ပဲဥပမာကျွန်တော်တစ်ပင်တစ်ပင်မှာဟုတ်လားຫນွယ်ပင်ပပြီးလို့ຫນွယ်ပင်တစ်ချောင်းမင်းတစ်ချောင်းပပြီးဆိုလို့ရှိရင်အဲ့တစ်ပင်ပြောမှဆိုလို့ရှိရင်အချစ်သွားပြီဆိုသူကမတက်အားမရှိတော့ဘယ်လောက်ပဲပေါင်းတင်တယ်ဘယ်လောက်ပဲရေလောင်းတစ်ပင်ကထွားကြမ်းမှုမရှိအသီးပွင့်နေပါမကောင်းတော့ဘူးထို့နည်းတူဆိုရင်ကျွန်တော်ပြောချင်တာကျွန်တော်ဆိုလို့ချင်တာ KNU နာမည်တစ်လုံးနဲ့ဟုတ်လားအတုံးချပြီးတော့ဟုတ်လားလှုပ်ရှားလာတဲ့ကောင်းတော်တွေအရင်ကြီးဟုတ်လားဒီလိုပဲရန်သူတွေဟိုနဲ့တွဲပဲပြီးတော့လှုပ်သွားတာလည်းရှိတယ်ဒါပေမဲ့ဒါတော့မနာဘူးအခုနောက်ဆုံးဒီဖူးမှုတို့နဲ့ကြာမှာဟာလားအဆူရှိတဲ့နယ်မြေတွေဖြစ်နေတယ်ဒီဟာလား KNU တို့ဒီတစ်ပင်ကိုပါလာဘယ်လိုပဲပေါင်းတည်တယ်ဘယ်လိုပဲရေလောက်မထွားကြတော့ဘူးမချီတော့ဘူးအတီးပွင့်မရှိတော့ဘူးပြောချင်တာကဟာလားကော်တူးလေးစစ်သူတွေကဘယ်လိုပဲရန်သူတွေဘယ်လိုပြစ်ဘယ်လိုပဲဟိုနေပြည်သူတွေကဘယ်လိုပဲထောက်ပံ့ဘယ်လိုပဲအပေးဟာလားနိုင်ငံရေးကော်တူးလေးဘာမှသွားလို့မရအောင်နိုင်ငံရေး KNU နဲ့နိုင်ငံရေးသွားလို့မရတော့ဘူးဟုတ်လားရန်သူတွေပို့ပြီးတော့အင်အားကြီးလာတဲ့ကြီးပို့ပြီးတော့စိုးမိုးတာပဲအဲ့ဒါကြောင့်ဗိုလ်ချုပ်နာတာများလှုပ်တယ်လို့မဖြစ်တယ်လို့ဗိုလ်ချုပ်နာတာများအမျော်မြင်များတယ်ခင်ဗျားတို့ပြောတာဗိုလ်ချုပ်နာတာများဟာတယောက်ကသူ့သဘောနဲ့သူ့သဘောမဟုတ်ဘူးဒီလုံကကလေးလုံကမဟုတ်ဘူးဟုတ်လားအများပြည်သူအများသဘောမပါပဲနဲ့ဘယ်တော့လှုပ်လို့မရဘူးဗိုလ်ချုပ်နာတာများ
ဒီကော်တူးလေးနိုင်ငံကိုသွားမယ်ဆိုတာပြောတာကြားလာပြီးမီဒီယာလာမှာဟာလားခင်ဗျားတို့နားမရှိဘူးလားခင်ဗျားတို့ဟိုနေဒါကြောင့်မို့အခုပြည်သူတွေထောက်ခံတာများကရင်ပြည်သူတွေထောက်ခံများခေါင်းဆောင်စစ်ဘူးတပ်မှုတဲ့အများကြီးဒါကြောင့်မို့လှုပ်ဆောင်လို့ရတာမဟုတ်ဘိုးကျုံတဲ့များတယောက်တည်းလှုပ်ဆောင်လို့များအထူးသဖြင့်ကျွန်တော်ပြောချင်တာဖျားသခင်ကခွင့်ပြုပေးလို့ဘိုးကျုံတဲ့များခွင့်ပြုပေးလို့ဘိုးကျုံတဲ့များလှုပ်လို့ရတာဒါဖျားသခင်ရဲ့ကျေးဇူးတော်ကြောင့်ပဲကျွန်တော်တရားနေတာဖျားသခင်ကျေးဇူးတော်ကြောင့်လို့ကျွန်တော်တို့အိမ်မဲ့တဲ့ကော်တူးလေးနိုင်ငံကိုခုမှကျွန်တော်တို့အကောင့်ထဲတွေ့နေရတာအရာကျေးဇူးတင်တယ်ဟာလားကျွန်တော်တို့ဘိုးကျုံတဲ့များကိုအရာကျေးဇူးတင်တယ်ဘိုးကျုံတဲ့များနဲ့ပူပေါင်းပြီးတော့ခေါင်းဆောင်ကောင်းကြီးပိုင်းတွေပါတယ်ဒီကော်တူးလေးနိုင်ငံကိုတည်ထောင်ဖို့စီစဉ်ဆွဲတာကျွန်တော်အရာကျေးဇူးတင်တယ်ဟာလားဒီဘိုးကျုံတို့ဒီဝန်ကြီးတို့စစ်သူစစ်ဘိုးကျုံဒီပြည်သူတွေပေါ်မှာဘုရားသခင်ကောင်းချီးပေးပါစေကျွန်တော်ဆုတောင်းတယ်